presentation. ကျွန်တော်ဒီနေ့ခေါင်းစဉ်က sharing presentation အဲဆိုကြောစားကျွန်တော်အခုလက်ရှိလုပ်ထားတဲ့ presentation file ကို email ရလည်း share လို့ရတယ်နောက်တစ်ခုကကျတော့ online ကနေပြီးတော့လည်း live အနေနဲ့ share ထားလို့ရတယ်ကိုယ့်ရဲ့ဒီမှာ presentation လုပ်တာကိုကို link ရထားတဲ့သူတွေကနှိပ်ပြီးကြည့်ရင် live အနေနဲ့မြင်နေရတော့အော်ကျွန်တော်အဲ့ဒီ share လို့ရတဲ့နေရာကိုရင်သွားမယ် Slide. share တာဘာမှသွားရှိမှာတော့ file တက်ထဲမှာသွားရှိမှာ order F နှိပ်မယ် File list. ပြီးကျွန်တော် share ကို download လုပ်နေပဲယူမယ် Open. Info. Save as history on the print. Share all. ကျွန်တော် share ရောက်သွားပြီရောက်သွားဆိုတက်တစ်ချက်ရှိလိုက် Share with people tab. Focus. မှာ tab အားလုံးပေါင်း3ခုရှိရင် share with people ရှိရင် tab အပြောင်းရွှေ့လုပ်ချင်ရင် right arrow left arrow နဲ့အပြောင်းရွှေ့လို့ရတယ် Email tab. Select. email tab ရှိတယ်နောက်တစ်ခုက Present online tab. Select. present online tab ဆိုတာရှိတယ်အဲကျွန်တော်ဒီမှာနောက် tab ကိုအစား tab ကိုပြန်ရွှေ့မယ် Email tab. email Share with people tab. share with people ကကြတော့ကျွန်တော်လက်ရှိလုပ်ထားတဲ့ file ကို OneDrive ထဲမှာသွားစေးတာအဲ့တော့ကိုယ့်ရဲ့ Microsoft Word မှာ account ထဲမှာတခါတည်း OneDrive account ထည့်ထားမှာမထည့်ထားရင်သွားစေးမှာ Email tab. Select. email tab ကလည်းအောက်လုပ်ထဲမှာဒါမှမဟုတ်သူ့အတူကျွန်တော် email မှာနှိပ်လိုက်တဲ့ခါမှာအောက်လုပ် email ထည့်ရမယ့်နေရာတွေကြာလာအမှထည့်ထားမှာ share လို့ရမှာ Share with email tab. Select. ကျွန်တော် email tab ကိုအခုလောဆယ်ရွေးလိုက်မယ် drive မှာ save တာကိုတော့မ save ပြတော့ဘူးအဲ့ဒီ save တဲ့ပုံစံက save ဆိုနှိပ်ပြန်တခြားဘာမှနှိပ်စရာမလိုတော့ဘူး Share with people. Email tab. အဲ့တော့ email tab ကပြောကျွန်တော် email ထဲ share တဲ့ပုံပေါ့ဘာတော့ကွာမလဲဆိုတော့တကူတကကြီး file ကို Gmail ထဲကိုဝင်ပြီးတော့ပို့စရာမလိုတာတခြား mail service တွေဝင်ပြီးပို့စရာမလိုအဲ့ဒါပဲတော့ကွာမှာ Share email tab. ကျွန်တော် email tab ကိုယူမယ်ရွေးပြီး Send as attachment. Grouping. Send as attachment. Toggle button not pressed. send to attachment ဆိုကျွန်တော်ရဲ့ PowerPoint extension file နဲ့ပဲပို့ပေးမှာ Send as PDF group. send to PDF ဆိုရင် PDF file နဲ့ဟိုဘက်ကိုပို့ပေးမှာ Send as XPS grouping. Send as XPS. SPF format ပါရရှိတော့ကျွန်တော်ဒီမှာတစ်ခုရွေးလိုက်မယ်ပေါ့ Send as PDF. Send as attachment group. send to attachment နဲ့ကျွန်တော်ရွေးလိုက်မယ်ရွေးတော့ enter ခေါက်မယ် Waterfall model.pptx dash message left parent. HTML right parent. Dialog. To edit blank. ဒီမှာကျွန်တော် outlook ပွင့်လာပြီးတော့ဒီမှာ2မှာကိုပို့ခြင်းတဲ့ email ကိုရိုက်ထည့်လိုက်အောင်မယ်အဲကျွန်တော်ဒီမှာတစ်ခုရိုက်ထည့်မယ် P. ကျွန်တော် email ပဲကျွန်တော်ရိုက်ထည့်လိုက်တော့မယ်ဘာလို့ဆိုတော့ P. ဒီထဲမှာထည့်ထားတာကျွန်တော် email မဟုတ်ဆိုတော့ M A U N G double I N N A double E. At G M A I L dot C O M C C dot button alt. ဒါတခြား mail ပို့တဲ့ပုံတွေနဲ့အတူတူပဲနော် CC တို့ 2CC CC တို့2တို့ပါမှာဆိုတော့အဲ့ဒါကျွန်တော်မရှင်းပြတော့ဘူး CC to dot from button send button alt plus S. မှာ set button order S ဆိုတာနှိပ်လိုက်အောင်မယ်ကျွန်တော် order S နဲ့ချိန်နှိပ်မနှိပ်ချိန် set button ကိုနှိပ်လိုက်ရင်ရတယ် Waterfall model.pptx dash PowerPoint. Slide 1 left. အဲဆိုရင်ကိုယ့်ရဲ့ကိုစိုင်းရင်လည်းတခြားလောက်ထားတယ်ဆိုလို့ရှိရင်ဟိုဘက် email တွေကိုရောက်သွားလိုက်မယ်ပထမဆုံးမပို့ခင်မှာတော့ကိုတစ်ခေါက်ကိုဆက်လုပ်ပြီးကစားမှာတော့ကိုယ့်အကူ mail တစ်ခုကိုအစမ်းရင်ပို့ကြည့်ပေါ့အဲ့ဒါရောက်တာကျင်းသိပြီဆိုရင်တော့ဒီ service ကနောက်ပို့ရင်ပြန်စစ်စရာမလိုတော့ပို့လို့ရတယ်အဲကျွန်တော်နောက် share တဲ့ပုံစံနောက်တစ်ခုကျွန်တော်သွားရအောင် File list. ကျွန်တော် file list တွေပဲပြန်လာတယ် Alt. Open alt. Info. Save alt. Save as save history unavailable. Print. Share. ကျွန်တော် share ပဲ share ရောက်သွားရင်ကျွန်တော်တက်ချက်ရှိမယ် Share with people. share with people မဟုတ်ဘူး Email tab. email တက်လည်းမဟုတ်ဘူးနောက်တက်တစ်ခုထပ်ရှိမယ် right arrow နဲ့ပဲ Present online tab. present online ဟိုကျွန်တော်ရဲ့ PowerPoint ကို live အနေနဲ့ဒီ link ရထားလို့လည်းမြင်ရမှာ Present online grouping. Service agreement link alt comma F comma. service agreement ကိုတော့ထားလိုက် Enable remote viewers to download the presentation. Checkbox not checked. ဒီမှာကဒီကို presentation ကိုကြည့်မဲ့လူတွေကို download file ပါပေးမှလားမပေးဘူးလားကိုကျွန်တော်တို့လောက်ထားလို့ရတယ်ပေါ့ပေးမယ်ဆိုရင်အမှန်ချစ်ကဲမပေးဘူးဆိုရင်ချစ်စရာမလိုဘူးအဲကျွန်တော်တို့က download file တော့မပေးဘူး presentation ပဲပြမယ်ပဲထားလိုက်တော့အဲကျွန်တော်နောက်ဆက်ထပ်ရွှေ့မယ် Present online toggle button not pressed alt comma. present online ဆိုတော့ကျွန်တော်ပွင့်လာမယ်အဲ့ဒါလေးကျွန်တော်တစ်ခေါက်နှိပ်လိုက် Dialog connecting to Office presentation service. Cancel button. ခဏနည်းနည်းလေးစောင့်နေစောင့်နေရှင်ကျွန်တော်ရဲ့ outlook တက်တာလိမ့်မယ်အဲ့တော့ outlook ထဲမှာ Present online outlook dialog. အကောင့်ထည့်ထားဖို့လိုတယ်ပေါ့ outlook အကောင့်မထည့်ထားရင်လည်း Microsoft အကောင့်တခြား Gmail နဲ့ sign လုပ်ထားရဲဆိုလည်း Gmail ကိုပြန်ထည့်ထားရင်ရတယ် Copy link button. Copy link. Link. ဒီမှာကျွန်တော်ဒီ copy link ကိုပဲယူပြီးတော့တခြား mail service တွေတခြား messenger တို့တခြား chatbot တွေရိုက်ပို့လို့လည်းရတယ် Copy link focused. အဲ့တော့ကျွန်တော်ဒီမှာ copy link ကိုကျွန်တော်တို့မယူတော့ဘူးကျွန်တော်ဒီ link ကို email ရထားတဲ့ post နဲ့လုပ်လိုက်မှာပေါ့ Copy link copy link နဲ့နှိပ်ထားလိုက်မယ်တခြား mail တွေမရှိဘူးဆိုလို့ရှိရင်လည်း messenger တွေပို့ပြီးလို့ရအောင် copy link ကိုတစ်ချက်နှိပ်ထားလိုက်မယ်
ဒီကြောင့်ပဲဆက်သွားမလဲဆိုတော့ Send an email dot dot dot. Button send anအဲ send to email တာတာတာဆိုတော့နှိပ်လို့မရဘူး send an email dot dot dot. Link. ဒီ link လို့ပါတဲ့ဟာကိုနှိပ်ရမှာအဲ send to email link ဆိုတာကျွန်တော်တခြားနှိပ်လိုက်မယ် View my online presentation dash message left parent. Plain text right parent. Dialog to edit blank. ဒီမှာလည်းဟိုလိုပဲတူပြန်ကြလာတော့ကိုပို့ချင်တဲ့ email ကိုနှိပ်ထည့်လိုက်အောင်မယ် AU G I A double E at gmail.com အဲရပြီဆိုလို့ရှိရင်ကျွန်တော် cc dot dot send button alt plus s ကျွန်တော်မှာ send ချက်နှိပ်ထားမယ် waterfall model dot peep start presentation ဒီမှာတော့ send လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ outlook box ကပိတ်သွားမယ်တခါလဲမေးဖို့တဲ့ box ကပိတ်သွားပြီးတော့ send an email dot dot send dot to email ဘောပြန်ပေါ်လာမှာပေါ့အဲ့ဒီအချိန်မှာကိုယ့်ရဲ့ presentation မ run သေးဘူးသူစီတော့ link နေတော့ရောက်သွားပြီပေါ့ကိုကစတော့မယ်ဆိုမှာ send an email start presentation start presentation ကိုစနှိပ်ထားမှာအဲ့တော့မှကို link ရထားတဲ့လူတွေကစပြီးမြင်ရမှာ link ကိုရအောင်လည်းမမြင်သေးဘူးကျွန်တော်တို့ဒီဘက် start မလုပ်ချင်မမြင်ရသေးဘူး link ကိုနှိပ်ထားရင် presentation view ဆိုအဲ့လိုမျိုးပဲသူမှာပေါ်နေဦးမှာအဲ့ link ရထားတဲ့လူတွေအကုန်လုံးက send and start presentation ကျွန်တော် master presentation ကျွန်တော်နှိပ်လိုက်မယ် waterfall slideshow dash slide 1 left ဒီမှာ slide show မဟုတ်ကိုပါတခါရောက်ပြီးသားဖြစ်နေပြီအဲ့တော့ကျွန်တော်တို့ဒီမှာရွှေ့သမျှအားလုံးက slideshow dash ကျွန်တော် link ရထားတဲ့လူအားလုံးကမြင်ရမယ်ဒါမှမဟုတ်တကယ်လို့ကျွန်တော် click mode မဟုတ်ဘဲနဲ့ auto mode ပေါ့ auto mode ကျွန်တော်ထားထားမယ်ဆိုလို့ရှိရင်ကျွန်တော် slide တွေတစ်ခုပြောင်းသွားတာ narration တွေထည့်ထားရင်လည်းဟိုဘက်မှာအသံလည်းအကုန်ကြားရမှာပေါ့ slide ဆုံးတဲ့အထိသူအောင်သွားနေလိမ့်မယ် slideshow dash slide 3 left parent system requirements right parent system requirements bullet ကျွန်တော်ခုနက link ကိုကျွန်တော် copy ယူထားတယ်အဲ့ link browser view နဲ့ကျွန်တော်ပြန်ဖွင့်ပြမယ် run dot window R ခေါ်လိုက်တယ်ခေါ်ပြီးကျွန်တော် paste ချလိုက်တာ selection removed ဟိုတခြားသူကမြင်ရမယ့် view ပုံစံကိုဖွင့်ပြတာနော်တခြားသူကဘယ်လိုပုံစံနဲ့မြင်ရမှာလဲဆိုတော့ browser ပေါ်မှာမြင်ရမယ်အားလုံးက PowerPoint တင်ထားမှာမဟုတ်လေသူတို့အနေနဲ့ကျတော့ browser မှာကျွန်တော်တို့ presentation လုပ်တာကိုမြင်ရမယ် okay but ကျွန်တော် okay ချက်ပေးလိုက်မယ် browser နဲ့တက်လာမယ် desktop frame Mozilla Firefox Microsoft PowerPoint dash Mozilla Firefox Microsoft PowerPoint busy about blank အဲ့တော့နည်းနည်းဆဆချင်းလူတင်တော့နည်းနည်းကြာတယ် toolbar button unavailable follow presenter out of toolbar button unavailable system requirements left bracket button unavailable shared meeting notes button download button help menu but out of toolbar heading level 1 left bracket slide 3 title right bracket system ကျွန်တော်ဟိုဘက်မှာ slide 3 run ထားတယ်ဒီမှာ slide 3လို့ဘယ်လိုကော audience pass မှာလာပေါ်တာပေါ့ system require heading left during this client ကျွန်တော်ဟိုဘက်မှာ slide တော့ပြန်ပြောင်းကြည့်မယ် PowerPoint slideshow dash slide 3 left parent system requirements right slideshow dash slide 4 left ကျွန်တော်မှာ 4 ဖြစ်သွားပြီเนาะအဲဒါဆို browser ဘက်မှာတော့ပြန်ကြည့်မယ် Microsoft PowerPoint dash Mozilla Firefox dot or other left bracket shape right bracket plan the programming heading level 2 left bracket slide 4 content right bracket ကျွန်တော် slide 4ဆိုပြီးတော့ပြောင်းသွားတယ် okay အဲဆိုတော့ကျွန်တော်တို့ဒီ sharing presentation ဆိုတဲ့သင်ခန်းစာကိုဒီလောက်နဲ့အဆုံးသတ်လိုက်